ရှင်ပြင်းတော်ပေါ်မှာတွေးဘူးတဲ့ညာဘယ်လိုပူပန်ခြင်းတွေနဲ့ဘယ်လိုမျောကိုးမှုတွေနဲ့ဘယ်လိုစံတော်ဇောတွေနဲ့ဒီတောင်ပေါ်ကိုရောက်ရှိခဲ့ကြပါသလဲကြည်နူးမှုဟာအတော်မတတ်နိုင်ခဲ့ဘူးဆိုပေမဲ့စိတ်မကောင်းခြင်းကိုလည်းထက်ချက်မကွာခံစားမိရဘဝတွေကအခြေအနေချင်းကွဲပြားခြားနားလို့ဘဝတွေကအသက်ရှူရပုံချင်းအဆင့်အတန်းကွာခြားလွန်တောင်တော်ဆွမ်းကနေငင်းပြီးတော့ရေခဲငွေ့ငွေ့ဆောင်းကိုချမ်းမြတွေးမိရတယ်လို့ဇက်ကိုနောင်ကနေတော်တွေမြင်ရတော့ဘဝကဟားတိုက်ရည်ချင်းနေမိသေးလားဘဝကိုနောင်လုံးမိတဲ့အခါဇလန်းကအလိုတူအလိုပါလိုက်ပြီးနာအောင်မယ်အိမ်ကိုမပြန်နိုင်တော့သူနှင်းပွင့်လေးတွေတည်းတပြင်းငွေ့ရှည်မှုတ်ထုတ်ခဲ့မိလိမ့်မယ်လို့ဘယ်တော့မှများတွေးခဲ့ဘူးပါသလဲလို့ပြန်တွေးနေပြီပူလောင်တော့ကတွေနဲ့လူသားပါဗျာကိုတော်မြတ်နဲ့ကိုယ်တိုင်လွဲခဲ့ဘူးပြီးမှတရားတော်တွေနဲ့ထပ်ပြီးတွေ့ကျင်လို့ရှာမိသူပါတန်တရားအဆုံးကိုသိပေမဲ့မမြင်ခဲ့ပါဘူးနိဗ္ဗာန်နဲ့ဝေးတဲ့လေညင်းလေးတွေကိုမှကြပြာတွေတဲ့လှလှပပထဲ့သွင်းဖွဲ့ဆက်မိသူပါလွဲသလောက်လွဲခဲ့ပြီမဲ့လွဲကြီးမလွဲအောင်ပြန်တက်မှတ်နေခဲ့မိပါတယ်ယထုသေး